မင်္ဂလာပါဒီနေ့ပြောပြပေးသွားမှာကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့အရေးကြီးကိုယ်တွင်းအင်္ဂါစိတ်ပိုင်းတစ်ခုဖြစ်တဲ့ကြောက်ကက်ရဲ့ခန္ဓာကိုယ်အတွက်အဓိကလှုပ်ဆောင်ပေးတဲ့အချက်တွေနဲ့ကြောက်ကက်နဲ့ဆိုင်တဲ့ယောဂတွေအကြောင်းယောဂမဖြစ်ခင်နဲ့စဖြစ်တဲ့အချိန်တွေမှာဘယ်လိုကာကွယ်ရမယ်ဘယ်လိုစားတောက်နေထိုင်ရမယ်ဆိုတာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နာတာရှည်ကြောက်ကက်ယောဂဖြစ်ပြီးဆိုပါကကုသမှုဈေးစကများပြားတဲ့အပြင်လက်ရှိအခြေအနေတဲ့ပိုမဆိုးအောင်ကာကွယ်ကုသရတဲ့ကာလရှည်ယောဂတစ်ခုလည်းဖြစ်ပါတယ်။ကြောက်ကက်နဲ့ဆိုင်တဲ့ယောဂတွေကတော့အမျိုးမျိုးရှိကြပါတယ်။ဖြစ်များဆုံးကြောက်ကက်နဲ့ဆိုင်တဲ့ယောဂတွေကတော့ chronic kidney disease CKD လို့ခေါ်တဲ့နာတာရှည်ကြောက်ကက်ပျက်စီးခြင်းပြီးတော့ acute kidney injury AKI လို့ခေါ်တဲ့ရုတ်တရက်ကြောက်ကက်လှုပ်ဆောင်ချက်ပျက်စီးခြင်းမိသားစုမျိုးလိုက်တဲ့ကြောက်ကက်ပျက်စီးခြင်းကြောက်ကက်ရောင်ခြင်းစီလန်းချောင်းပိတ်ဆို့ခြင်းနဲ့ကြောက်ကက်ကင်ဆာစတဲ့ယောဂတွေပဲဖြစ်ပါတယ်ခုနောက်ပိုင်းမှာဆိုရင်တော့ကြောက်ကက်နဲ့ဆိုင်တဲ့ယောဂတွေဟာမြန်မာနိုင်ငံသားမကကမ္ဘာတဝန်းလုံးမှာပါဖြစ်ပွားလျက်ရှိပါတယ်2023ခုနှစ်ကမ္ဘာလုံးဆိုင်ရာနာတာရှည်ကြောက်ကက်ယောဂစစ်တမ်းတစ်ခုမှာဆိုရင်ကမ္ဘာတဝန်းမှာရှိတဲ့လူဦးရေတန်း850ခန့်ဟာကြောက်ကက်ယောဂမျိုးမျိုးကိုခံစားနေရကြောင်းခန့်မှန်းထားကြပါတယ်တန်း20ကျော်သူများရဲ့ဖြစ်ပွားနှုန်းကိုတီးတန့်ကြည့်မယ်ဆိုရင်တန်း988တန်းခန့်ရှိပြီးဒီပမာဏဟာ1990ပြည့်နှစ်ကထက်နှစ်ဆကျော်မြင့်တက်လာခြင်းပဲဖြစ်ပါတယ်အမျိုးသားများနဲ့အမျိုးသမီးများရဲ့နာတာရှည်ကြောက်ကက်ယောဂဖြစ်ပွားမှုနှုန်းကိုကြည့်မယ်ဆိုရင်လည်းအမျိုးသမီးများဟာအမျိုးသားများထက်ယောဂဖြစ်ပွားမှုနှုန်းပိုမိုမြင့်မားနေတာကိုတွေ့ရပါတယ်ဒါပေမဲ့အထူးဆန်းတာကကြောက်ကက်လုံးဝပျက်စီးသွားတဲ့အဆင့်မှာကျတော့အမျိုးသားတွေကဖြစ်ပွားမှုနှုန်းများနေတာကိုစစ်တမ်းတွေအရသိရပါတယ်လူတစ်ယောက်မှာပုံမှန်အားဖြင့်ကြောက်ကက်တစ်စုံစီပါပါတယ်တချို့လူတွေမှာတော့မွေးရပါကြောက်ကက်တစ်ခုတည်းပါတာတွေလည်းရှိပါတယ်အရွယ်ရောက်ပြီးမျိုးသားတွေရဲ့ပြင်းမြကြောက်ကက်အရွယ်စားဟာဆိုရင်ဘယ်ဘက်ကြောက်ကက်မှာအလျား10.4 စင်တီမီတာနဲ့ညာဘက်မှာဆိုရင်တော့အလျား10.3 စင်တီမီတာစီရှိကြပါတယ်အနံအနေနဲ့ကတော့ 1.3 စင်တီမီတာကနေ1.4 စင်တီမီတာရှိကြပါတယ်အရွယ်ရောက်ပြီးမျိုးသမီးတွေရဲ့ပြင်းမြကြောက်ကက်အရွယ်စားဟာဆိုရင်တော့ညာဘက်ကြောက်ကက်နဲ့ဘယ်ဘက်ကြောက်ကက်တွေဟာအရွယ်စားသူဖြစ်ပြီး10 စင်တီမီတာအလျားစီရှိကြပါတယ်အနံအနေနဲ့ကတော့ 1.1 ကနေ1.2 စင်တီမီတာစီရှိကြပါတယ်ပုံမှန်ဆိုရင်လူတွေကကြောက်ကက်ကိုရွယ်စားသေးငယ်တယ်လို့ထင်ကြပါတယ်။ဒါပေမဲ့ရွယ်ရောက်ပြီးသားလူတွေရဲ့ကြောက်ကက်ရွယ်စားဟာဆိုရင်ရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်ရဲ့လက်တီးဆုပ်စာရွယ်စားနဲ့ရွယ်သူနှီးပါးရှိပါတယ်။ဒီနေရာမှာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကျန်းမာတန်ဆွမ်းတဲ့ကြောက်ကက်တစ်စုံဟာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ဘယ်လိုအရာတွေကိုလှုပ်လှုပ်ပေးလဲဆိုတာပြောပြပေးပါမယ်။ကျန်းမာတဲ့ကြောက်ကက်တစ်ခုရဲ့ပုံသဏ္ဍာန်ဟာဆိုရင်အပြင်ဘက်မှာအညိုရောင်ရှိပြီးချောမွေ့နေတဲ့ပုံစံရှိပါတယ်။အတွင်းဘက်မှာဆိုရင်တော့ဖြောတဲ့အယောင်ရှိပြီးအတွင်းဘက်ကိုကျင်းသွားတဲ့အချွန်းပုံစံအမြောင်းလေးများရှိတဲ့ပုံသဏ္ဍာန်ရှိနေပါတယ်။အဲဒီကြော့ပုံအစစ်ကလေးတွေကိုသွေးလွတ်ကြောမကြီးကနေလာတဲ့သွေးတွေကဖြတ်ပြီးသွေးရင်းမှာမလိုအပ်တဲ့အညစ်အကြေးတွေအဆိပ်တောက်တွေနဲ့အရည်တွေကိုစစ်ထုတ်ပြီးတန်ရှင်းတဲ့သွေးတွေကိုသွေးပြန်ကြောကနေတဆင့်ခန္ဓာကိုယ်ထဲကိုပြန်ရောက်စေတာပါ။အဲဒီစစ်ထုတ်လိုက်တဲ့အရည်တွေကိုစီးအိတ်ထဲမှာယာယီလှောင်ထားပြီးစီးအိတ်ပြေသွားတဲ့အခါစီလန်းချောင်းကနေတဆင့်ဆွတ်ထုတ်ပေးပါတယ်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အချိုးစားခန္ဓာကိုယ်ရဲ့ရောက်သွားတဲ့အရေးပမာဏအပူချိန်လှုပ်ရှားမှုပမာဏတွေပေါ်မူတည်ပြီးကြောက်ကက်ဟာတစ်နေ့ကိုစီး1လီတာကနေ2လီတာအထိစက္ကန့်တိုင်းအချိန်တိုင်းမနားတဲ့အညစ်အကြေးတွေကိုစစ်ထုတ်ပေးပါတယ်ပြီးတော့ကြောက်ကက်ဟာခန္ဓာကိုယ်တွင်းမှာရှိတဲ့ရေတွေစားရတ်တွေနဲ့ဓာတ်သတ္တုတွေဖြစ်တဲ့ဆိုဒီယမ်ကယ်ဆီယမ်နဲ့ပိုတက်ဆီယမ်စတဲ့အရာတွေကိုမျှတအောင်ပြုလုပ်ပေးပါတယ်ဒီလိုမျှတအောင်လုပ်ပေးခြင်းအပြင်ဆဲတွေအာရုံကြောတွေနဲ့ကြွက်သားတွေကိုပုံမှန်အလုပ်လုပ်စေပါတယ်ပြီးတော့ကြောက်ကက်ဟာသွေးပေါင်ချိန်ကိုညှိပေးတဲ့ဟော်မုန်းတွေသွေးနေဥထုတ်တာနဲ့ဆိုင်တဲ့ဟော်မုန်းတွေနဲ့ဥကနေကယ်ဆီယမ်ဆုပ်ယူမှုထိန်းညှိပေးတဲ့ဟော်မုန်းစတာတွေကိုလည်းထုတ်လုပ်ပေးပြီးပြုပြင်ထိန်းညှိပေးပါတယ်ဒါအပြင်ကြောက်ကက်ဟာကိုရင်း pH ပမာဏကိုထိန်းညှိပေးပြီးပိုတက်ဆီယမ်ပမာဏကိုလည်းထိန်းညှိပေးပါတယ်ဒါတွေကတော့ကြောက်ကက်ရဲ့လှုပ်ဆောင်မှုတွေပဲဖြစ်ပါတယ်ကြောက်ကက်ရဲ့လှုပ်ဆောင်ချက်တွေပြောပြီးတဲ့အခါနာတာရှည်ကြောက်ကက်ယောဂဖြစ်စေတဲ့အဓိကအချက်6ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နာတာရှည်ကြောက်ကက်ယောဂဖြစ်စေတဲ့ပထမဆုံးချက်အနေနဲ့ကတော့ diabetes လို့ခေါ်တဲ့စီးချိုယောဂတနည်းအားဖြင့်သွေးတွင်းချိုဓာတ်များတဲ့ယောဂကြောင့်ပဲဖြစ်ပါတယ်။သွေးထဲမှာရှိတဲ့အချိုဓာတ်ကကြောက်ကက်ထဲကသေးငယ်တဲ့သွေးကြောလေးတွေကိုတွားကပ်ပြီးသွေးကြောနံရံတွေကိုထူလာစေပြီးမာလာစေပါတယ်။ဒီအချိန်မှာကြောက်ကက်ကပုံမှန်လှုပ်ဆောင်ရတာထက်ဝန်ပိုပိစေပြီးသွေးဖီယာတက်လာတဲ့အချိန်မှာအဲဒီကြောက်ကက်မှာရှိတဲ့သွေးကြောတွေကိုပျက်စီးစေတာပဲဖြစ်ပါတယ်။ဒီကြောက်ကက်မှာရှိတဲ့သွေးကြောငယ်လေးတွေပျက်စီးသွားရင်ဘယ်တော့မှပြန်ကောင်းနိုင်တော့မှာမဟုတ်သလိုပျက်စီးသွားတဲ့သွေးကြောတွေများလာရင်ကြောက်ကက်ကပုံမှန်တိုင်းစစ်ထုတ်ပေးခြင်းကိုလုပ်ပေးနိုင်မှာမဟုတ်တော့ပါဘူး
ဒီလိုဖြစ်လာရင်တော့မိတ်ဆွေရဲ့သွေးပေါင်ချိန်ဟာလည်းပုံမတက်လာမှဖြစ်ပြီးကြောက်ကက်ကိုလည်းမြင်ပျက်စီးစေမှာဖြစ်ပါတယ်။ဒါကြောင့်မိမိမှာစီးကျိုယောဂရှိနေတယ်ဆိုရင်ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ပြီးစီးကျိုယောဂကိုပုံမှန်ဖြစ်အောင်ထိန်းသိမ်းရပါမယ်။ဒုတိယအနေနဲ့ကြောက်ကက်ကိုပျက်စီးစေတဲ့အရာကတော့ hypertension လို့ခေါ်တဲ့သွေးတိုးယောဂပဲဖြစ်ပါတယ်။သွေးတိုးယောဂကကြောက်ကက်ကိုပျက်စီးစေတဲ့အပြင်လေဖြတ်ခြင်းလို့ခေါ်တဲ့အုံနောက်သွေးကြောပေါက်တာပိတ်တာတွေကိုပါဖြစ်စေတဲ့ကြောင်းရာတွေထဲကတစ်ခုဖြစ်ပါတယ်။ကြောက်ကက်ဆိုတာသွေးထဲကမလိုအပ်တဲ့အညစ်အကြေးတွေကိုစစ်ထုတ်ပေးတဲ့အရာဖြစ်ပြီးအဲ့ဒီထဲမှာသေးငယ်တဲ့သွေးကြောလေးတွေတန်းနဲ့ချီပြီးရှိပါတယ်။ပုံမှန်တဲ့ပုံမှုပြင်းထန်တဲ့သွေးဖိအားကြောင့်သွေးကြောနံရံတွေဟာထူလာပြီးမာကြောကျဉ်းမြောင်းလာပါတယ်။သွေးကြောတွေကျဉ်းမြောင်းသွားတဲ့အတွက်ကြောက်ကက်တစ်ရှူးတွေစီကိုလိုအပ်တဲ့သွေးအောက်ဆီဂျင်နဲ့အာဟာရတွေလုံလုံလောက်လောက်မရောက်နိုင်တော့ပါဘူး။ဒီအခါမှာကြောက်ကက်ရဲ့ညစ်ကြေးစစ်ထုတ်တဲ့လုပ်ငန်းစဉ်တွေနှေးကွေးသွားပြီးခန္ဓာကိုယ်ထဲမှာအဆိပ်တောက်တွေစတင်စုပုံလာပါတယ်။တွေးတိုးနေတဲ့အခါလိုအပ်တဲ့ဖိအားထပ်ပို့ပြီးနှလုံးကညှစ်ထုတ်နေရတဲ့အတွက်အချိန်ကြာလာတာနဲ့အမျှဒီလိုပြင်းထန်တဲ့တွေးဖိအားကြောင့်ကြောက်ကက်ထဲမှာရှိတဲ့တွေးကြောငယ်လေးတွေဟာတဖြည်းဖြည်းပျက်စီးလာစေပါတယ်။တစ်ပြိုင်တည်းမှာပဲခန္ဓာကိုယ်ထဲမှာထိမ့်သိမ်းထားရမယ့်အရေးကြီးတဲ့ပရိုသိန်းလို့ခေါ်တဲ့အသားဓာတ်တွေဟာစီးထဲကိုယိုစိမ့်ပြီးပါသွားပါတော့တယ်။အဲဒါကြောင့်ကြောက်ကက်ထိခိုက်နေသူတွေရဲ့စီးထဲမှာအမြုပ်တွေထားနေတာပဲဖြစ်ပါတယ်။ဒီလိုတွေဖြစ်ပြီးလိုအပ်တဲ့ကုသမှုတွေမလုပ်ဆောင်မှုဆိုရင်တော့နောက်ဆုံးမှာကြောက်ကက်တ िश ူးတွေဟာအမာရွတ်ဖြစ်ပြီးလုံးဝအလုံးမလုံးနိုင်တော့တဲ့အခြေအနေကိုရောက်သွားမှာပါ။ကြောက်ကက်ဆိုတာကသွေးပေါင်ချိန်ကိုထိန်းညှိပေးတဲ့နေရာမှာအရေးပါတဲ့ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ကြောက်ကက်ပျက်စီးသွားတဲ့အခါသွေးကပိုမိုတိုးလာပါတယ်။သွေးပိုတိုးတဲ့အခါကြောက်ကက်ကပိုပြီးပျက်စီးလာပါတယ်။ဒီလိုနဲ့သွေးတိုးလို့ကြောက်ကက်ပြက်လို့သွေးပိုတက်ဆိုတဲ့တန်တရားလဲခြင်းကိုဖြစ်စေတော့တာပါပဲ။ကြောက်ကက်ပျက်စီးစေတဲ့တတိယအချက်ကတော့အဓိကအဖြစ် SS လို့ခေါ်တဲ့ ibuprofen, naproxen နဲ့ diclofenac အစရှိတဲ့ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲရေရှည်ဆွဲတောင်းမိတဲ့ခါမျိုးမှာကြောက်ကက်ကိုပျက်စီးစေပါတယ်။လူခန္ဓာကိုယ်မှာ prostaglandins လို့ခေါ်တဲ့ဓာတ်တစ်မျိုးရှိပါတယ်။သူ့ရဲ့အဓိကအလုပ်တစ်ခုကကြောက်ကက်စီကိုသွားတဲ့သွေးကြောတွေကိုကျဲစေပြီးကြောက်ကက်အတွက်သွေးလုံလုံလောက်ရအောင်လုပ်ပေးတာပါ။ SS လို့ခေါ်တဲ့ကြိုက်ခဲပျောက်စီးတွေကနာကျင်ရောင်ရမ်းမှုကိုသက်သာစေဖို့အဲ့ဒီဓာတ်ထွက်တာကိုဟန်သားပစ်လိုက်ပါတယ်။အဲ့ဒီအခါကြောက်ကက်သွေးကြောတွေကျင်းသွားပြီးကြောက်ကက်စီကိုသွေးနဲ့အောက်ဆီဂျင်လုံလုံလောက်မရောက်တော့ပဲကြောက်ကက်တစ်ရှူးတွေပျက်စီးလာပါတော့တယ်။ဒီဆေးတွေကိုလနဲ့ချီနှစ်နဲ့ချီပြီးနေ့စဉ်ရက်ဆက်ဆွဲတောက်တဲ့အခါဆေးရဲ့ဓာတုအကျွင်းကြံတွေဟာကြောက်ကက်ရဲ့စစ်ထုတ်တဲ့နေရာမှာစုပုံလာပါတယ်။ချိန်ကြာလာတာနဲ့မျှကြောက်ကက်တစ်ရှူးတွေဟာအဆိပ်သင့်ပြီးအမာရွတ်တွေဖြစ်လာကနောက်ဆုံးမှာတော့အလုံးမလုံးနိုင်တော့တဲ့အခြေအနေကိုရောက်သွားပါတယ်။တာမန်ကျမ်းမာရေးကောင်းမွန်သူတယောက်ကခန္ဓာကိုယ်ကြိုက်ခဲလို့ဆေးတစ်လုံးနှလုံးတောက်ရုံနဲ့ကြောက်ကက်မပျက်စီးနိုင်ပေမဲ့စီးကျိုယောဂရှိသူတွေအသက်အရွယ်ကြီးရင့်သူတွေရေသက်ခန်းချောင်းနေချိန်မှာအခက်အခဲပြောက်ဆေးတောက်သူတွေအချို့တော့တွေးတိုးကြဆေးတွေနဲ့တွဲတောင်းမိသူတွေဆိုရင်တော့တတိထားတင်ပါတယ်။ကြောက်ကက်ပျက်စီးစေတဲ့စတုတ္ထအချက်ကတော့မိဘနှစ်ပါးရဲ့မျိုးရိုးဗီဇကြောင့်ကြောက်ကက်ပျက်စီးခြင်းပဲဖြစ်ပါတယ်။မျိုးရိုးဗီဇကြောင့်ကြောက်ကက်ပျက်စီးရတဲ့အကြောင်းရင်းတွေထဲမှာအဖြစ်များဆုံးကတော့ကြောက်ကက်အရည်အိတ်သေယောဂပဲဖြစ်ပါတယ်။မိဘစီကတစ်ဆင့်ဆင်းသက်လာတဲ့ DNA မျိုးရိုးဗီဇအမှားယွင်းကြောင့်ကြောက်ကက်ဆဲတွေရဲ့ပုံမှန်ကြီးထွားမှုဖြစ်စဉ်ပြောင်းလဲသွားပါတယ်။အကျိုးဆက်အနေနဲ့ကြောက်ကက်အတွင်းမှာတာမန်မဟုတ်တဲ့အရည်အိတ်ငယ်လေးတွေစတင်ဖြစ်ပေါ်လာပါတယ်။ဒီအရည်အိတ်လေးတွေဟာအချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းရွယ်စားကြီးမားလာပါတယ်။အရည်အိတ်တွေအစမတန်ကြီးထွားလာတဲ့အခါကြောက်ကက်ရဲ့အညစ်အကြေးစစ်ထုတ်ပေးတဲ့ကျန်းမာတဲ့ဆဲတွေနဲ့တစ်ရှူးတွေဟာဖိအားဒဏ်ကိုခံရပါတော့တယ်။ဒီဖိအားတွေကြောင့်ကျန်းမာတဲ့ကြောက်ကက်တစ်ရှူးတွေစီကိုတွေးကြောကတစ်ဆင့်အာဟာရမရောက်နိုင်တော့ပဲပျက်စီးတည်ဆုံသွားကြပါတယ်။ကြောက်ကက်ရဲ့နေရာတော်တော်များများကိုအရည်အိတ်ကအစားထိုးနေရာကိုသွားတဲ့အခါခန္ဓာကိုယ်ထဲကအဆိပ်တောက်တွေပိုရှန်နေတဲ့ရေတွေကိုစစ်ထုတ်နိုင်စွမ်းလုံးဝကျဆင်းသွားပါတယ်။အဲဒီကနေတစ်ဆင့်သွေးပေါင်ချိန်တွေတက်လာကနောက်ဆုံးမှာနာတာရှည်ကြောက်ကက်ပျက်စီးခြင်းအဆင့်ကိုရောက်ရှိသွားပါတယ်။ကြောက်ကက်အရည်အိတ်တည်တဲ့နေရာမှာလည်းနှစ်မျိုးရှိပါတယ်။ပထမတစ်ခုက ATPKD လို့ခေါ်ပါတယ်။ဒါကအဖြစ်များဆုံးမျိုးစားဖြစ်ပါတယ်။မိဘနှစ်ဦးထဲမှာတဦးကကြောက်ကက်ရည်အိတ်တည်ယောဂရှိခဲ့ရင်မွေးလာတဲ့သားသမီးမှာပါဖြစ်တတ်တာပါအသက်30နဲ့50ကြာအရွယ်ရောက်မှသာခါနာတာစီးတဲ့သွေးပါတာနဲ့သွေးတိုးခြင်းစားတဲ့ယောဂလက္ခဏာများစတင်ပြသလေးရှိပါတယ်နောက်တစ်ခုက ARPKD လို့ခေါ်ပါတယ်ဒီဟာကမိဘနှစ်ပါးလုံးစီမှာကြောက်ကက်ရည်အိတ်တည်တဲ့ယောဂတွေရှိခဲ့ရင်သားသမီးတွေကိုဖြစ်စေတာပါမွေးကင်းစဒါမှမဟုတ်ငယ်ရတဲ့အချိန်မှာလက္ခဏာများပြင်းပြင်းထန်ထန်ပြတတ်ပြီးဒီအမျိုးအစားကတော့ဖြစ်ပွားနှုန်းနည်းပါးပါတယ်ကြောက်ကက်ပျက်စီးစေတဲ့ပစ္စမအချက်ကတော့ကြောက်ကက်ပိုးဝင်ခြင်းဒါမှမဟုတ်ရောင်ရမ်းခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်ကြောက်ကက်ပိုးဝင်ခြင်းဆိုတာကများသောအားဖြင့်စီးအိမ်နဲ့စီးလန်းကြောင်းမှာဖြစ်ပွားတဲ့ဘက်တီးရီးယားပိုးများဟာအထက်သို့ဆန်တက်သွားပြီးကြောက်ကက်ကိုကူးစက်ရာမှာကြောက်ကက်ပိုးဝင်ခြင်းဖြစ်ပေါ်လာတာပါ
စီလန်းကျောင်းနဲ့ကြောက်ကက်ကိုမကြာခဏထက်တလဲလဲပိုးဝင်ခြင်းဖြစ်တဲ့အခါပိုးမွှားများကကြောက်ကက်ရဲ့နူးညံ့တဲ့တစ်ရှူးများကိုတိုက်ခိုက်ဖျက်ဆီးဖြစ်ပါတယ်ပိုးဝင်လိုက်ကူးသားလိုက်နဲ့ထက်ခါဖြစ်နေတဲ့အခါအဲ့ဒီထိခိုက်သွားတဲ့ကြောက်ကက်တစ်ရှူးများဟာအမာရွတ်များဖြစ်ပေါ်လာစေပါတော့တယ်ကြောက်ကက်ပေါ်မှာအမာရွတ်တွေများပြားလာတဲ့အခါဇက်သေးများဖြစ်ပြောင်းသွားပြီးညစ်ကြေးများကိုဆက်လက်မစစ်ထုတ်ပေးနိုင်တော့ပါဘူးချိန်ကြာလာတာနဲ့မျှကြောက်ကက်ရဲ့လှုပ်ဆောင်နိုင်စွမ်းဟာတဖြည်းဖြည်းကျဆင်းလာပြီးနောက်ဆုံးမှာကြောက်ကက်ပျက်စီးတဲ့အထိဖြစ်လာတာပါနောက်ထပ်ကြောက်ကက်ရောင်ရမ်းခြင်းကြောင့်ကြောက်ကက်ပျက်စီးရခြင်းဆိုတာကခြားသောယောဂပိုးတစ်ခုခုဝင်ရောက်ခြင်းဥပမာလက်ကြောင်းနာစေတဲ့ပိုးဝင်ခြင်းသို့မဟုတ်မိမိရဲ့ကိုယ်ခံအားစနစ်ဖောက်ပြန်တဲ့ယောဂများကြောင့်ကိုယ်ခံအားစနစ်ကမိမိရဲ့ကြောက်ကက်စကားပေါက်များကိုရန်သူထင်ပြီးမှားယွင်းတိုက်ခိုက်ရမှာရောင်ရမ်းမှုစတင်ဖြစ်ပေါ်စေပြီးကြောက်ကက်ကိုပျက်စီးစေတာပါကြောက်ကက်ပျက်စီးစေတဲ့နောက်ဆုံးဆရမအကြောင်းအရာကတော့နေထိုင်စားသောက်မှုပုံစံတွေကြောင့်ပဲဖြစ်ပါတယ်နေ့စဉ်နေထိုင်စားသောက်မှုအလေးကျင့်တွေဟာကြောက်ကက်ကျန်းမာရေးပေါ်တိုက်ရိုက်ရောတွေ့ဝိုက်၍ပါကြီးမားတဲ့တက်ရောက်မှုတွေရှိပါတယ်စားကိုအလွန်ကျွံစားသုံးတဲ့အခါခန္ဓာကိုယ်မှာပိုလျံနေတဲ့စားတွေကိုစွန့်ထုတ်နိုင်ဖို့တွေးထဲမှာရေဓာတ်ကိုပိုပြီးထိန်းသိမ်းထားရပါတယ်အဲ့ဒီအရည်တွေခန္ဓာကိုယ်ထဲမှာများလာတဲ့အခါသွေးသွင်းမှာဖိအားတွေဖြစ်စေပြီးသွေးတိုးတာကိုဖြစ်ပေါ်စေပါတယ်အဲဒါကြောင့်အငံစားခြင်းဟာကြောက်ကက်ကိုဝင်ပြီးစေပြီးအမြန်ဆုံးပျက်စီးစေတဲ့အဓိကအကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကဆလိပ်တောက်ခြင်းကြောင့်လည်းတင်းရဲ့ကြောက်ကက်ကိုထိခိုက်စေနိုင်ပါတယ်ဆလိပ်မှာပါဝင်တဲ့အဆိပ်ထောက်တွေဟာတကိုယ်လုံးကသွေးကြောနံရံတွေကိုထိခိုက်စေသလိုကြောက်ကက်စီသွားတဲ့သွေးကြောတွေကိုလည်းကျင်းစေမာကြောစေပါတယ်သွေးကြောကျင်းသွားတဲ့အတွက်ကြောက်ကက်စီကိုလိုအပ်တဲ့သွေးနဲ့အောက်ဆီဂျင်လုံလောက်မရောက်တော့ဘဲကြောက်ကက်ဆဲတွေတေဆုံးကလွတ်ဆောင်ရည်ကျဆင်းလာစေပါတယ်ဆလိပ်အလွန်ကျွံတောက်ခြင်းဟာနှလုံးရောဂါဖြစ်စေတဲ့အစာပဲဖြစ်ပါတယ်ဒါအပြင်ဆလိပ်တောက်ခြင်းဟာသွေးတိုးကျဆင်းများရဲ့အာနိသင်ကိုရောကျစေတဲ့အပြင်ကြောက်ကက်ကင်ဆာဖြစ်နိုင်ခြေကိုလည်းများစွာမြင့်တက်စေပါတယ်နောက်ပြီးရက်လွန်ကြောင်တောက်ခြင်းဟာလည်းကြောက်ကက်ပျက်စီးခြင်းလက်စားပဲဖြစ်ပါတယ်ရက်ဟာစီးသွားခြင်းချွေးထွက်ခြင်းစားတဲ့ကုန်သက်သည့်တွေရှိလို့ခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုမြ мян ခန်းချောက်စေပါတယ်ရေဓာတ်နည်းသွားတဲ့အခါသွေးများပြစ်ချွဲလာပြီးညစ်ကြေးတွေကိုစစ်ထုတ်ရတဲ့ကြောက်ကက်ဟာပုံမအလိုလိုဝစေပါတယ်ရက်လွန်ကြောင်တောက်ခြင်းကသွေးပေါင်ခြင်းကိုမြင့်တက်စေတဲ့အပြင်သဲကိုလည်းထိခိုက်စေနိုင်ပါတယ်သဲရဲ့လှုပ်ဆောင်ရေးကျဆင်းသွားတဲ့အခါတွဲလည်ပတ်မှုစနစ်ကိုကမောက်ကမဖြစ်စေပြီးကြောက်ကက်ကိုပါတွဲဝိုက်တော့အဖြစ်အလုပ်ပိုလုပ်ရစေကပျက်စီးစေပါတယ်နောက်တစ်ခုကအဝလွန်တာပါခန္ဓာကိုယ်လေးချိန်အလွန်မင်းများတဲ့အခါဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးကထွက်လာတဲ့သွေးနဲ့ညစ်ကြေးတွေကိုစစ်ထုတ်ပေးနိုင်မှုကြောက်ကက်ဟာပုံမှန်ထက်အစာပေါင်းများစွာပိုပြီးလှုပ်ပေးရပါတယ်ကြာလာတဲ့အခါကြောက်ကက်ကိုဝင်ဖြစ်စေပြီးပျက်စီးစေပါတယ်အဝလွန်ခြင်းဟာနာတာရှည်ကြောက်ကက်ယောဂါကိုအဓိကဖြစ်စေတဲ့စီးကျိုယောဂါနဲ့တွေးသွယောဂါတွေကိုဖြစ်လာစေဖို့အကြီးမားဆုံးသုံးအားပေးနေတဲ့နောက်ွယ်ကတရားခံပဲဖြစ်ပါတယ်ဒါကြောင့်ဆက်လက်ရက်တောက်တာအပြင်ခန္ဓာကိုယ်လေးချိန်ကိုလည်းပုံမှန်ရှိနေစေဖို့အထူးလိုအပ်လာပါတယ်ထပ်မပြောခဲ့တာတွေကတော့နာတာရှည်ကြောက်ကက်ယောဂါဖြစ်စေတဲ့အဓိကအကြောင်းအရာများပဲဖြစ်ပါတယ်ဆက်ပြီးတော့ကြောက်ကက်ယောဂါဖြစ်နေတဲ့လက္ခဏာဒါမှမဟုတ်ကြောက်ကက်ယောဂါရဲ့အစာပိုင်းလက္ခဏာများကိုပြောပြပါမယ်ကြောက်ကက်ယောဂါကိုဆေးပညာရှင်များကအတန်တိတ်လူသက်သမားလို့တင်စားခေါ်ဝေါ်လေးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ယောဂအစာပိုင်းအဆင့်တွေမှာလူကိုဒုက္ခပေးလောက်တဲ့လက္ခဏာဘာတစ်ခုမှတိတိတတ်တာမပြတတ်လို့ပါပဲ။ကြောက်ကက်ရဲ့လှုပ်ဆောင်ရည်90%လောက်ပျက်စီးသွားတဲ့အချိန်ရောက်မှသာလက္ခဏာတွေစတင်ပြသတတ်တာမျိုးလည်းရှိပါတယ်။ဒါပေမဲ့ကျန်းမာရေးလိုက်စားပြီးမိမိကိုယ်ကိုအမြဲကူးဆိုင်နေတဲ့သူတွေဆိုရင်တော့စောပိုင်းလက္ခဏာတွေကိုကြိုတင်သိရှိနိုင်ပါတယ်။တတိထားတဲ့အစာပိုင်းလက္ခဏာတစ်ခုကတော့ညဘက်မကြာခဏစီးသွားခြင်းပဲဖြစ်ပါတယ်ရခင်ကားနဲ့မတူပဲညပိုင်းစီးခဏခဏသွားနေရင်ကျူးဆိုင်တင်ပါတယ်။နောက်တစ်ခုကမျက်လုံးတစ်ဝိုက်မှာဖောရောင်လာခြင်းပဲဖြစ်ပါတယ်။အထူးသဖြင့်မနက်ပိုင်းအိပ်ရာထချိန်မှာမျက်ခွန်တွေနဲ့မျက်လုံးအောက်မျက်အိမ်တွေမှာအနှဲငယ်ဖောင်းရနေတတ်ပါတယ်။ပြီးတော့ပင်ပင်မမလုံးလုံးရတာမဟုတ်ပဲတာမန်လှရှားမှုတွေမှာမောပန်းနေတတ်ပြီးနှုံးခွေနေတယ်ဆိုရင်တတိထားတင်ပါတယ်။ဒီလိုဖြစ်တာတွေဟာအချိန်တစ်ခုထိကြာလာပြီဆိုရင်တော့ဆေးရုံဆေးခန်းကိုအမြဲဆုံးသွားရောက်ပြသတင်ပါတယ်။ဒါကတော့ကြောက်ကက်ဖြစ်စီခြင်းရဲ့အစာပိုင်းလက္ခဏာတွေပဲဖြစ်ပါတယ်။ဆက်ပြီးတော့ကြောက်ကက်ယောဂါပူဆိုးလာတဲ့အခါဒါမှမဟုတ်ကြောက်ကက်တိတိတတာပျက်စီးလာတဲ့အခါပြတတ်တဲ့လက္ခဏာတွေကိုပြောပြပါမယ်။ပထမအချက်အနေနဲ့စီးသွားတဲ့အလေးထားနဲ့စီးရောင်ပြောင်းလဲလာခြင်းလက္ခဏာတွေကိုပြောပြပါမယ်။ကြောက်ကက်တိတိတတာပျက်စီးနေပြီဆိုရင်စီးသွားနေခြင်းစီးသွားခြင်းတော့လဲစီးမထွက်ခြင်းစီးသွားရင်လဲနာကျင်ခြင်းစတာတွေဖြစ်လာပါမယ်။နောက်ပြီးစီးသွားတဲ့အခါအမြုပ်များပမာဏများစွာပါဝင်နေခြင်းစတာတွေဖြစ်လာပါမယ်။စီးသွားတဲ့အခါစီးရောင်နောက်ခြင်းစီးတဲ့သွေးပါခြင်းသို့မဟုတ်စီးရောင်ဟာလက်ဖက်ရည်ချမ်းရောင်ကိုကာကိုလာရောင်ကဲတို့ဖြစ်နေတတ်ပါတယ်။ဒုတိယချက်ကတော့ခန္ဓာကိုယ်ဖောရောင်လာခြင်းတွေဖြစ်လာပါမယ်။ကြောက်ကက်ကခန္ဓာကိုယ်ထဲကပူရှံနေတဲ့ရေနဲ့စားဓာတ်တွေကိုမစွန့်ထုတ်နိုင်တော့တဲ့အတွက်ခြေချင်းဝတ်ခြေဖမိုးမျက်နှာနဲ့လက်ချောင်းတွေမှာဖောရောင်လာတတ်ပါတယ်။ဖောရောင်နေတဲ့နေရာကိုလက်နဲ့ဖိကြည့်လိုက်ရင်ခြိုက်ဝင်သွားပြီးချက်ချင်းမူလအရေပြားပုံစံပြန်မဖြစ်ပဲခြိုက်နေတဲ့အတိုင်းရှိနေတတ်ပါတယ်။တတိယချက်ကတော့
အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းနဲ့အမောမခံနိုင်ခြင်းတွေဖြစ်လာပါမယ်။ကျောက်ကက်ဟာသွေးနီဦးထုတ်လုပ်ဖို့လိုအပ်တဲ့ဟော်မုန်းကိုထုတ်ပေးရပါတယ်။ကျောက်ကက်ပြတ်တဲ့အခါအဲဒီဟော်မုန်းမထွက်တော့တဲ့အတွက်တွေးရတဲ့ယောဂဖြစ်လာပြီးအမြဲတမ်းပင်ပန်းနွမ်းနယ်နေကလီကတစ်အနှဲငယ်တက်တာတွေတောင်အမောမခံနိုင်တာတွေဖြစ်လာပါမယ်။စတုဒ္ဓချက်ကခန္ဓာကိုယ်ထဲမှာအစိတ်ထောက်တွေနဲ့ဓာတ်တက်ထုတွေစွန့်မထုတ်နိုင်ပဲစုပုံလာတဲ့အခါအရေပြားတွေဟာအလွန်မင်းခြောက်တွေပြီးစိုးစိုးရွားရွားရရလာတတ်ပါတယ်။ပစ္စမချက်ကတော့တွေးထဲမှာအစိတ်ထောက်တွေများလာတဲ့အခါအစားအသောက်စားခြင်းစိတ်လုံးဝမရှိတော့ပဲအနံ့ရတာနဲ့မကြာခဏပြုတ်ဟန်ခြင်းစိတ်ဖြစ်လာတတ်ပါတယ်။ပါဇက်ထဲမှာလည်းတန်ချင်းနဲ့လိုရတာမျိုးခံစားရတတ်ပြီးဂရင်းနဲ့ဆိုးလာတတ်ပါတယ်။နောက်ဆက်ထမအချက်အနေနဲ့ကယ်ဆီယမ်နဲ့ဖော့စဖရက်လိုမျိုးဓာတ်ထုတွေဟာခန္ဓာကိုယ်သွင်းမှာမညီမျှတော့တဲ့အတွက်ကြွက်သားတွေမကြာခဏနာကျင်ပြီးကြွက်တက်တာတွေဖြစ်လာပါမယ်။ထို့တစ်ဖြင့်ညဘက်အိတ်ချိန်ခြေသလုံးကြွက်သားတွေမှာဖြစ်များပါတယ်။နောက်ဆုံးချက်အနေနဲ့ခါရဲ့နောက်ကျောဘက်တွေနာမယ်၊ဘိုက်အောက်မယ်၊စီးခုံတစ်ဝိုက်နာကျင်တာတွေပါဖြစ်လာပါမယ်။ပုံမှန်နာတာရှည်ကြောက်ကက်ယောဂမှာခါနာလေးသိမရှိပေမဲ့ကြောက်ကက်ကြောက်တယ်တာပိုးဝင်တာဒါမှမဟုတ်အရီအိတ်တယ်တဲ့ယောဂတွေမှာတော့နောက်ကျောဒါမှမဟုတ်စီးခုံတစ်ဝိုက်မှာနာကျင်မှုတွေခံစားရတတ်ပါတယ်။ဒါတွေကတော့ကြောက်ကက်ရဲ့အခြေအနေဆိုးဝါးလာပြီဆိုရင်ပြတတ်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ဆက်ပြီးတော့နာတာရှည်ကြောက်ကက်ယောဂဖြစ်လာပြီဆိုရင်ကြောက်ကက်ရဲ့အခြေအနေပေါ်မူတည်ပြီးအဆင့်တွေဘယ်လိုတွက်ချက်လဲဆိုတာကိုပြောပြပါမယ်။နာတာရှည်ကြောက်ကက်ယောဂရဲ့အဆင့်တွေကိုသတ်မှတ်တဲ့အခါ EGFR လို့ခေါ်တဲ့ကြောက်ကက်ရဲ့စစ်ထုတ်နိုင်စွမ်းရာခိုင်နှုန်းကိုအခြေခံပြီးသတ်မှတ်ပါတယ်။ပုံမှန်သို့မဟုတ်အနည်းငယ်တာထိခိုက်ခြင်းကိုနာတာရှည်ယောဂအဆင့်သင့်လို့သတ်မှတ်ပါတယ်။ဒီအခြေအနေမှာဆိုရင်ကြောက်ကက်ရဲ့အလုံးလုံးနိုင်စွမ်းက90ရာခိုင်နှုန်းသို့မဟုတ် EGFR က90နဲ့အထက်မှာရှိနေမှာပဲဖြစ်ပါတယ်။ပုံမှန်တိုင်းလုံးလုံးနိုင်ပေမဲ့စီးထဲမှာအသားတက်ပါနေတာမျိုးဒါမှမဟုတ်အထရာဆောင်းရိုက်ကြည့်တဲ့အခါကြောက်ကက်ပုံပန်းတရံအနည်းငယ်ထိခိုက်နေတာမျိုးစတင်တွေ့ရှိရတတ်ပါတယ်။ယောဂလက္ခဏာလည်းလုံးဝမပြတ်တတ်သေးပါဘူး။အဆင့်2မှာဆိုရင်တော့ကြောက်ကက်ရဲ့စစ်ထုတ်နိုင်စွမ်းအနည်းငယ်ကျဆင်းလာတဲ့အဆင့်ကိုအဆင့်2လို့သတ်မှတ်ပါတယ်။ EGFR ဆိုရင်လည်း60ကနေ89ထိပဲရှိတော့မှာပါ။ဒီအခြေအနေမျိုးမှာဆိုရင်လည်းကြောက်ကက်ကိုစစ်ဆေးကြည့်မယ်ဆိုရင်အဆင့်3ကလိုပဲကြောက်ကက်ရဲ့ပုံပန်းတရံအနည်းငယ်ပြည့်ရွှင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်။စီးထဲမှာအသားတက်ပါတာကိုပြသနေတဲ့အမြုပ်တွေကိုလည်းတွေ့ရမှာပါ။ဒီအဆင့်မှာလည်းလူနာအနေနဲ့ဘာဝေဒနာမှမခံစားရပဲပုံမှန်တိုင်းရှိနေတတ်ပါတယ်။အဆင့်3မှာတော့ကြောက်ကက်လှုပ်ဆောင်ချက်အလယ်လက်ကြာစီးခြင်းကနေပြင်းထန်တဲ့အဆင့်ထိဖြစ်လာမှာဖြစ်ပြီး 3A နဲ့ 3B ဆိုပြီးအဆင့်2ဆင့်ထပ်ခွဲထားပါတယ်။ 3A အဆင့်မှာဆိုရင်တော့ကြောက်ကက်စစ်ထုတ်နိုင်စွမ်း EGFR ဟာ45ကနေ59သိန်းပဲရှိတော့မှာပါ။ကြောက်ကက်ထိခိုက်မှုဟာမပြင်းထန်တဲ့အဆင့်ကနေအလယ်လက်အခြေအနေမှာရှိနေမှာပါ။ 3V အခြေအနေမှာဆိုရင်တော့ EGFR က30ကနေ44အထိကျသွားမှာဖြစ်ပြီးကြောက်ကက်အထိခိုက်မှုဟာအလယ်အလက်ကနေပြင်းထန်တဲ့အဆင့်ထိရောက်သွားနိုင်ပါတယ်။ဒီအဆင့်3မှာဆိုရင်တော့ညဘက်စီးခဏခဏသွားရခြင်းတွေးပေါင်ချီတက်လာခြင်းခြေလက်အနှဲငယ်ဖွဲရောင်ခြင်းနွမ်းနယ်ခြင်းစတဲ့အစောပိုင်းလက္ခဏာတချို့ကိုစတင်ပြသလာတတ်ပါတယ်။ဒီအဆင့်မှာဆိုရင်တော့ဆရာဝန်နဲ့ပြသပြီးလိုအပ်တဲ့ဆေးကုသမှုလိုအပ်လာမှာဖြစ်ပါတယ်။တိချင်းကုမယ်ဆောင်းဝဲရှာဝန်တွေကိုလိုက်နာမယ်ဆိုရင်တော့ကြောက်ကက်ပစ္စည်းမှုကိုအဆင့်4ထိရောက်မသွားအောင်ချိန်တိုင်းတာတစ်ခုထိတားဆီးနိုင်မှာပဲဖြစ်ပါတယ်။အဆင့်4မှာဆိုရင်တော့ကြောက်ကက်လှုပ်ဆောင်မှုဆိုးရွားစွာပျက်စီးခြင်းအဆင့်ဖြစ်သတ်မှတ်ပါတယ်။ဒီအဆင့်မှာဆိုရင် EGFR ဟာ15ကနေ29တွင်းပဲရှိတော့မှာပဲဖြစ်ပြီးကြောက်ကက်များဟာတွေးထဲကအညစ်အကြေးများကိုစစ်ထုတ်ရန်လှုပ်ဆောင်နိုင်တဲ့လောက်ကောင်းမွန်စွာမလှုပ်ဆောင်နိုင်တော့တဲ့အခြေအနေဖြစ်သွားမှာပါ။ခန္ဓာကိုယ်အတွင်းညစ်ကြေးများစုပုံလာခြင်းကြောင့်သွေးတိုးခြင်းအစားတောက်ပြတ်ခြင်းပြုတ်ဟန်ခြင်းလွန်မင်းဖောရောင်ခြင်းတွေးအားနည်းခြင်းနဲ့ရားရံခြင်းတို့ကိုဆိုးရွားစွာခံစားရနိုင်ပါတယ်။ဒီဆင့်ဟာဆိုရင်ကြောက်ကက်ပျက်စီးခြင်းမဖြစ်မီနောက်ဆုံးအဆင့်ဖြစ်တော့ကြောင့်ကြောက်ကက်ပျက်စီးမှုကိုနှေးကွေးစေရန်နဲ့ကြောက်ကက်ပျက်စီးသွားပါကကုသနိုင်မဲ့နည်းလမ်းများကိုကြိုတင်ပြင်ဆင်နိုင်ရန်အတွက်ကြောက်ကက်ထူးကုဆရာဝန်နဲ့ပုံမှန်ပြသပြီးတိုင်ပင်ဆွေးနွေးရန်လိုအပ်ပါတယ်။အဆင့်9မှာဆိုရင်တော့ ESRD လို့ခေါ်တဲ့ကြောက်ကက်ပျက်စီးခြင်းနောက်ဆုံးအဆင့်ဖြစ်ပါတယ်။ဒီအဆင့်မှာဆိုရင်တော့ကြောက်ကက်ဟာသူ့ရဲ့အလုပ်ကိုလုံးဝမလုပ်ဆောင်နိုင်တော့တဲ့အခြေအနေဖြစ်သွားပါပြီ။ EGFR ဟာဆိုရင်လည်း15အောက်ရောက်သွားမှာဖြစ်ပါတယ်။ဒီလိုအခြေအနေဖြစ်လာပြီဆိုရင်တော့အသက်ဆက်ရှင်သန်နိုင်မှုအတွက်ကြောက်ကက်ဆေးခြင်းဒါမှမဟုတ်ကြောက်ကက်စားထုတ်ကုသခြင်းစတာတွေကိုမဖြစ်မနေချက်ချင်းလှုပ်ဆောင်ရန်လိုအပ်မှာဖြစ်ပါတယ်။ဒီကြောက်ကက်ယောဂါကဘယ်လိုရာတွေကြောင့်ဖြစ်တယ်ဘယ်လိုလက္ခဏာတွေပြတယ်စတာတွေနဲ့ကြောက်ကက်ယောဂါအဆင့်တွေကိုပြောပြီးတဲ့နောက်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အကြောင်းတွေကိုဆက်ပြောပြပါမယ်။ကြောက်ကက်ယောဂါဟာနောက်ဆုံးအဆင့်ရောက်သွားပြီဆိုရင်ကုသရခက်ခဲပေမဲ့မပြည့်စည်ခင်ကြိုတင်ကာကွယ်လို့ရတဲ့ယောဂါတစ်ခုဖြစ်ပါတယ်။ကျန်းမာရေးကောင်းမွန်ပြီးရေရှည်လုံးလုံးနိုင်တဲ့ကြောက်ကက်တစ်စုံဖြစ်ဖို့အောက်ပါချက်လက်တွေကိုလိုက်နာကျင့်သုံးဖို့လိုအပ်မှာဖြစ်ပါတယ်။ကြောက်ကက်ယောဂါဟာအစာပိုင်းမှာလက္ခဏာမပြတဲ့အတန်တိတ်လူတရမာဖြစ်တဲ့အတွက်ကြိုတင်စစ်ဆေးခြင်းကသာအကောင်းဆုံးကာကွယ်မှုဖြစ်ပါတယ်
ဆရာဝန်နဲ့ပြသပြီးတွေးစစ်ကသွေးရင်းခရီတနင်းပမာဏနဲ့ AGFR ကိုတိုင်းတာရန်လိုအပ်ပါတယ်ပြီးတော့စီးတန်းမှာအသားဓာတ်ပါမပါသိရှိရန်စစ်ဆေးဖို့လည်းလိုအပ်ပါတယ်သူတစ်ဖြစ်မိသားစုထဲမှာကြောက်ကက်ယောဂရှိသူစီးကျူသွေးတိုးရှိသူတွေအနေနဲ့အနည်းဆုံးတစ်နှစ်တစ်ချိန်မဖြစ်မနေပုံမှန်စစ်ဆေးသင့်ပါတယ်သွေးတိုးခြင်းဟာကြောက်ကက်သွေးကြောလေးတွေကိုဖျက်ဆီးပစ်တဲ့အဓိကတရားခံပဲဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့သွေးပေါင်ချိန်ကိုပုံမှန်အခြေအနေဖြစ်တဲ့ပေါ်သွေး120အောက်သွေး80ဝန်းကျင်မှာအမြဲရှိနေအောင်ဂရုစိုက်ရပါမယ်သွေးတိုးယောဂရှိနေပြီဆိုရင်ဆရာဝန်ညွှန်ကြားတဲ့သွေးတိုးကြာဆေးတွေကိုနေ့စဉ်ပုံမှန်တောက်ဖို့အလွန်အရေးကြီးပါတယ်ဆေးတောက်ရမှာပြင်းပြီးရက်ကြော်တာဆေးဖြတ်လိုက်တာမျိုးလုံးဝမလုပ်သင့်ပါဘူးစီးကျူယောဂဟာကမ္ဘာပေါ်မှာကြောက်ကက်ပျက်စီးစေတဲ့နံပါတ်1အကြောင်းရင်းဖြစ်ပါတယ်သွေးတွင်းမှာတကြားဓာတ်များမြဲများနေတာကကြောက်ကက်စကားပေါက်လေးတွေကိုတိုက်ရိုက်ပျက်စီးစေပါတယ်အဲဒါကြောင့်အချိုများတဲ့စားစာတွေနဲ့အချိုရည်တွေကိုတတ်နိုင်တဲ့များရှောင်ကျဉ်ဖို့လိုအပ်ပါတယ်စီးကျူရှိသူတွေအနေနဲ့မိမိရဲ့သွေးချိုပမာဏကိုသတ်မှတ်ထားတဲ့တိုင်းတာအတွင်းရောက်အောင်စားတော့လေ့ကျင့်ခန်းစီးပွားများနဲ့စနစ်တကျထိန်းချုပ်ဖို့လိုအပ်ပါတယ်ရေလုံလောက်စွာတောက်သုံးခြင်းဟာခန္ဓာကိုယ်ထဲကပူရှံနေတဲ့စားတန်းနဲ့အဆိပ်တောက်တွေကိုကြောက်ကက်ကနေတဆင့်စီးဖြစ်အလွယ်တကူဆွတ်ထုတ်နိုင်ဖို့ကူညီပေးပါတယ်ယာရီဥထုနဲ့မိမိရဲ့လှုပ်ရှားမှုပေါ်မူတည်ပြီးဒီနေ့ကိုရေ1လီတာခွဲကနေ2လီတာခန့်တောက်သုံးပေးသင့်ပါတယ်စီးရောင်ကရေလိုကြည်လင်နေတယ်ဒါမှမဟုတ်အဝါနုရောင်ဖြစ်နေတယ်ဆိုရင်ရေလုံလောက်တယ်လို့သတ်မှတ်နိုင်ပါတယ်ဒီနေရာမှာကြောက်ကက်ယောဂဖြစ်နေသူများကတော့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုအပ်တဲ့ရေပမာဏကိုပဲတောက်ဖို့အကြံပြုချင်ပါတယ်NSAIDs လို့ခေါ်တဲ့ Ibuprofen, Diclofenac အစရှိတဲ့အကြိုက်ခဲပျောက်ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲအလွယ်တကူဝယ်ယူတောက်ခြင်းကိုရှောင်ကျဉ်ရန်လိုအပ်လာပါတယ်ဒီဆေးတွေကိုရေရှည်ဆွဲတောက်တာကကြောက်ကက်ကိုအဆိပ်တင့်စေပြီးတိုက်ရိုက်ပျက်စီးစေပါတယ်တာမန်ကြိုက်ခဲမှုတွေအတွက်ကြောက်ကက်ကိုထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ပါရာစီတမောကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတစ်တဲ့ပမာဏကိုအသုံးပြုနိုင်တယ်လို့ဆေးစာဆောင်တွေမှာဖော်ပြထားပါတယ်ဆိုဒီယမ်စားသုံးမှုများလွန်းတာကသွေးပေါင်ချိန်ကိုတက်စေပါတယ်ဟင်းချက်တဲ့အခါစားငံပြာကြီးလျှော့ထည့်ဖို့လိုအပ်ပါတယ်။ငံများတဲ့ငပိငချောက်ငံပြာကြီးကြော်တွေကိုစင်ကျင်စားဖို့လည်းလိုအပ်ပါတယ်။ကြက်ဥချောင်းဝက်ဥချောင်းစီတူဘူးတွေနဲ့အသင်စားခေါက်ဆွဲထုတ်တွေမှာအရသာရှိအောင်နဲ့ကြားရှိခံအောင်ထည့်ထားတဲ့စားဓာတ်နဲ့ phosphorus လို့ခေါ်တဲ့ဓာတုပစ္စည်းတွေအများပြားပါဝင်တော့ကြောင့်ကြောက်ကက်ကိုထိခိုက်စေပါတယ်။အဲဒါကြောင့်လက်ဆက်တဲ့တည်တည်ဝလံနဲ့ဟင်းသီးဟင်းရွက်တွေကိုဦးစားပေးရွေးချယ်စားသုံးသင့်ပါတယ်။ညီကုန်းချုပ်အနေနဲ့ကတော့ကြောက်ကက်ဟာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့သွေးသန့်စင်စက်ကြီးဖြစ်ပြီးကြောက်ကက်ကျန်းမာမှသာခန္ဓာကိုယ်သွေးသွင်းလည်ပတ်မှုနဲ့ဇီဝကမ္မဖြစ်စဉ်တွေမှန်ကန်ပြီးကျန်းမာရှင်လန်းနေမှာဖြစ်ပါတယ်။ကြောက်ကက်ထိခိုက်တာနဲ့တပြိုင်နက်နှလုံးအသင်စားရှိတဲ့တကိုယ်လုံးကအင်္ဂါအစိတ်ပိုင်းတွေကိုပါလိုက်လံထိခိုက်လာနိုင်ပါတယ်။ကြောက်ကက်ယောဂဆိုတာဟာလက္ခဏာမပြဘဲတိတ်တဆိတ်ဖြည့်ဆည်းတတ်တဲ့အတန်တိတ်လူသက်သမားဖြစ်လို့အခုလိုမျိုးယောဂဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့ကြိုတင်ကာကွယ်တဲ့နည်းလမ်းတွေကိုသိရှိနားလည်ထားခြင်းကမိမိနဲ့မိမိမိသားစုဝင်တွေရဲ့အသက်ကိုကယ်တင်ပေးနိုင်မဲ့အကောင်းဆုံးကာကွယ်ပဲဖြစ်ပါတယ်။အားလုံးပဲကြောက်ကက်ယောဂကင်းဝေးပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့490ကနေဆုတောင်းပေးလိုက်ပါတယ်။နောက်ထပ်လည်းယခုလိုအကျိုးရှိစေမဲ့ဘူးသုဒတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို like, comment, subscribe လုပ်သွားပေးဖို့လည်းမေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။